အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ရဲ့ဘဝအလုပ်အဖွဲ့အစည်းတွေမှာအလေးကျင့်တွေကဘယ်လိုအရေးပါတဲ့အခန်းကဏ္ဍကပါဝင်နေတယ်ဘယ်လိုဖန်တီးပြီးပြောင်းလဲလို့ရလဲဆိုတာကိုသိပ္ပံနည်းကျစမ်းစစ်ပြထားတဲ့ချားဒူဟီရဲ့ကဘာကျော်စာအုပ်တော်ဖြစ်တဲ့ The Power of Habit ဆိုတဲ့စာအုပ်အကြောင်းကိုနှစ်ချုပ်ပြီးသုံးသပ်ပြီးတော့မှာဖြစ်ပါတယ်ဒီစာအုပ်မှာဆိုရင်အဓိကအချက်၃ချက်ပါတယ်အဲ့ဒီကအချက်၃ချက်ကိုကျွန်တော်ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်အပိုင်း၁အလေးကျင့် level ပုံ the habit loop စာရေးဆရာချားဒူဟီကလူတွေရဲ့အလေးကျင့်မှန်သမျှဟာအုံနောက်ဘက်မှာအလေးကျင့်ခွင့်ဆက် habit loop လို့ခေါ်တဲ့အဆင့်၃ဆင့်ပါနိယာမအတိုင်းအလုပ်လုပ်တယ်လို့ရှင်းပြထားပါတယ်ပထမဆုံးအနေနဲ့ the habit loop လို့ခေါ်တဲ့အလေးကျင့်တစ်ခုဘယ်လိုလဲပတ်တယ်လဲဆိုတာကိုလေ့လာကြည့်အောင်ပါဒူဟီကအလေးကျင့်တိုင်းမှာအဆင့်၃ဆင့်ရှိတယ်လို့ဆိုပါတယ်ပထမအဆင့်ခုအချက်ပြမှုနှုံးတော်မှုသို့မဟုတ်အစာပြုချက်ဒါကအလေးကျင့်တစ်ခုကိုစတင်စေတဲ့အစာပြုမှုပါပဲဥပမာမနက်နိုးလာတာဖုံးမိတာစိတ်ခံစားမှုစိတ်ပီစီမှုခံစားရတာစတာတွေပေါ့နံပါတ်2 routine လုပ်ရိုးလုပ်စဉ်လုပ်ဆောင်မှုဒီအချက်ကတော့ခူးအချက်ပြမှုကြောင့်ကျွန်တော်တို့လုံးမိတဲ့လုပ်ဆောင်ချက်ပဲဖြစ်ပါတယ်ခူးကြောင့်အလိုလျောက်တုံ့ပြန်လိုက်တဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာသို့မဟုတ်စိတ်ခံစားမှုဆိုင်ရာလုပ်ရတစ်ခုဆိုလိုတာပါဥပမာမနက်မိုးလင်းတာနဲ့ဖုံးကြည့်တာစိတ်ပီစီရင်မုံစားတာစတာတွေဖြစ်နိုင်ပါတယ်နံပါတ်3 B1 စုလက်ဒါကတော့ဒီလှုပ်ဆောင်ချက်ကိုလုပ်ပြီးတဲ့အခါမှာရရှိတဲ့စိတ်ကြည်နက်မှုဒါမှမဟုတ်ရင်ကောင်းမွန်တဲ့စိတ်ခံစားချက်ပါပဲဒါကြောင့်ကျွန်တော်တို့ရဲ့အုံနောက်ကဒီလေ့ကျင့်ကိုထပ်လုပ်ဖို့မှတ်သားထားပါတယ်ကျွန်တော်တို့ရဲ့အုံနောက်ကဒီခွန်းဆက်ဟာမှတ်သားထားသင့်သလားပြန်လုံးသင့်သလားဆိုတာကိုဆုံးဖြတ်ဖို့ကူညီပေးပါတယ်ဥပမာအနေနဲ့ပြောရရင်ကူးဆိုတာကကျွန်တော်တို့အလုံးမှာပင်ပန်းလာပြီးစိတ်ပြည့်စုံမှုခံစားရတယ်လူတင်းဆိုတာကဒီကက်တစ်တာတွေကချောကလက်ကိုထုတ်စားလိုက်တယ်။ B1 ဆိုတာကချောကလက်စားလိုက်လို့ရလိုက်တာစိတ်သက်သာရသွားတယ်။ချောကလက်စားလိုက်ရတော့ကျွန်တော်တို့စိတ်သက်သာရသွားတယ်။ဒီလိုနဲ့စိတ်ဖီစီတိုင်းချောကလက်စားလိုက်တဲ့လေ့ကျင့်ဖြစ်လာပါတော့တယ်ဆိုတာကိုပြောတာပါ။အပိုင်း2မှာဆိုရင်လေ့ကျင့်တွေကိုဘယ်လိုပြောင်းလဲမလဲ။ Changing habits ဒီတော့မကောင်းတဲ့အလေ့ကျင့်တွေကိုဘယ်လိုပြောင်းလဲပြီးကောင်းတဲ့အလေ့ကျင့်တွေကိုဘယ်လိုတည်ဆောက်မလဲ။ချားဒူဟီက routine လုပ်ရိုးလုပ်စဉ်ကိုပြောင်းလဲဖို့အကြံပြုပါတယ်။ခုနဲ့ reward ကိုတော့အတူတူထားပြီး routine ကိုတော့ပြောင်းဖို့ပါပဲ။ဥပမာစိတ်ဖီစီတိုင်းချောကလက်စားမဲ့အစားခုစိတ်ခံစားမှုခံစားရတာအတူတူပဲ routine ချောကလက်စားမဲ့အစားရေတစ်ခွက်တောက်တာဒါမှမဟုတ်လမ်းလျှောက်ထွက်တာပြောင်းလဲလိုက်ခြင်း reward စိတ်သက်သာရတာအတူတူပဲဒီလိုပြောင်းလဲခြင်းအပြင်ကျွန်တော်တို့အုံနောက်ကိုအလေးကျင့်အသစ်တစ်ခုနဲ့အစားထိုးနိုင်ပါတယ်။ဒါပေမဲ့ဒီလိုပြောင်းဖို့ကစိတ်ဆန္ဒတစ်ခုတည်းနဲ့မရပါဘူး။အရေးကြီးတဲ့အချက်ကတော့ယုံကြည်မှုပါပဲ။ကျွန်တော်တို့ပြောင်းလဲနိုင်တယ်လို့ယုံကြည်မှတကယ်ကိုပြောင်းလဲနိုင်မှာဖြစ်ပါတယ်။အထူးသဖြင့်စိတ်တက်ကြနေတဲ့အချိန်မှာပိုပြီးအရေးကြီးပါတယ်။အပိုင်း3အဓိကလေ့ကျင့်များ Keystone Habitဒီဆောင်ထဲမှာနောက်ထပ်စိတ်ဝင်စားစရာအကောင်းဆုံးအယူဆတစ်ခုကတော့ Keystone Habit လို့ခေါ်တဲ့အဓိကအလေးကျင့်များပါပဲ။ဒါကတော့ကျွန်တော်တို့ရဲ့ဘဝထဲမှာအလေးကျင့်ကောင်းများစွာကိုတဆင့်ပြီးတဆင့်ဖြစ်ပေါ်လာစေနိုင်တဲ့အလေးကျင့်တွေဖြစ်ပါတယ်။ဥပမာလေ့ကျင့်ခန်းလုပ်ခြင်းပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့သူတွေဟာအစာကိုပိုပြီးဂရုစိုက်စားလာတယ်။အလုပ်မှာပိုပြီးအာရုံစိုက်နိုင်လာတယ်။စိတ်ပီစီမှုတွေလျော့နေလာတတ်ပါတယ်။မိသားစုနဲ့ညစာအတူတူစားခြင်းဒီလိုအလေးကျင့်လေးတွေကကလေးတွေရဲ့ကျောင်းစာမှာပိုကောင်းလာသေးတာမိသားစုဆက်ဆံရေးပိုပြီးခိုင်မာလာသေးတာစားတဲ့ကောင်းကျိုးတွေအများကြီးရှိပါတယ်ဒီ Keystone Habit တွေကိုရှာဖွေပြီးကျွန်တော်တို့ရဲ့ဘဝထဲမှာတည်ဆောက်နိုင်မယ်ဆိုရင်တခြားအလေးကျင့်ကောင်းတွေအများကြီးနောက်ကနေလိုက်ပါလာမှာဖြစ်ပါတယ်အနှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုရင်ဒီစာအုပ်ကကျွန်တော်တို့ရဲ့ကိုယ်ရေးကိုယ်တာဘဝမှာလည်းမကပဲကုမ္ပဏီကြီးတွေလူအဖွဲ့အစည်းတွေမှာပါအလေးကျင့်တွေကဘယ်လိုအခန်းကဏ္ဍကပါဝင်နေလဲဆိုတာကိုဥပမာတွေနဲ့ရှင်းပြထားပါတယ်။တခါတလေကျွန်တော်တို့လုံးမိတဲ့အရာတွေဟာကိုယ်တိုင်တောင်သတိမထားမိပဲဖြစ်ပေါ်လာတဲ့အလေးကျင့်တွေကြောင့်ဖြစ်နိုင်ပါတယ်။ဒီတော့ The Power of Habit စာအုပ်ရဲ့အဓိကသတင်းစကားကတော့ကျွန်တော်တို့ဟာကိုယ်လုံးတဲ့အရာတွေရဲ့ပေါင်းလက်တွေမဟုတ်ဘူး
ကိုတိဆောက်ထားတဲ့လေ့ကျင့်တွေရဲ့ပေါင်းလက်တွေပဲဆိုတာပါပဲ We are what we repeatedly do. Excellent, then it's not us, but a habit. ကောင်းတဲ့လေ့ကျင့်တွေကိုတိဆောက်ပြီးမကောင်းတဲ့လေ့ကျင့်တွေကိုပြောင်းလဲခြင်းအပြင်ကျွန်တော်တို့ရဲ့ဘဝကိုပုံမူကောင်းမွန်အောင်ဖန်တီးနိုင်ပါတယ်။ဒီစာအုပ်ကိုဖတ်ရှုခြင်းအပြင်ကိုယ့်ရဲ့လေ့ကျင့်တွေကိုပိုပြီးနားလည်လာပြီးဘယ်လိုပြောင်းလဲရမလဲဆိုတဲ့လက်တွေ့ကျတဲ့နည်းလမ်းတွေကိုရရှိမှာဖြစ်ပါတယ်။ဒီစာအုပ်ကိုဖတ်ကြည့်ဖို့ကျွန်တော်သူအကြံပြုလိုပါတယ်။ဒီစာအုပ်ရဲ့အနှစ်သာရကတော့လူတွေရဲ့ကံကြမ္မာဟာကျွန်တော်တို့ရဲ့အလေးအကျင့်တွေအပေါ်မှာမိတည်နေပြီးဒီအလေးကျင့်တွေကိုသိပ္ပံနည်းကျနားလည်ပြီးပြောင်းလဲနိုင်စွမ်းဟာကျွန်တော်တို့လက်ထဲမှာရှိတယ်ဆိုတာပါပဲဒါဟာကိုယ့်ကိုယ်ကိုပို့ပြီးကောင်းဝင်တဲ့သူအဖြစ်ပြောင်းလဲလို့သူတိုင်းဒါမှမဟုတ်ရင်ဖွဲ့စည်းတစ်ခုကိုပြောင်းလဲလို့သူတိုင်းမဖြစ်မနေဖတ်တဲ့စာအုပ်တစ်အုပ်ဖြစ်ကြောင်းကျွန်တော်အခိုင်အမာပြောကြားလိုပါတယ်ဒီနေ့ဗီဒီယိုကိုကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်နောက်လာမယ့်စာအုပ်သုံးသက်ချက်တွေမှာလည်းဘယ်စာအုပ်တွေကိုအနှစ်ချုပ်စေချင်လဲဆိုတာကိုကွန်မန့်မှာရေးခဲ့ဖို့မမေ့ပါနဲ့နော်